ဒီကောင်မလေးမှာထူးဆန်းတဲ့စွမ်းအားတစ်ခုရှိပါတယ်အဲ့ဒါကတော့လူတစ်ယောက်ပဲအချိန်မှာတေးမလဲဆိုတာကိုကြိုတင်မြင်နိုင်တာပဲဖြစ်ပါတယ်ဒီနေ့မှာတော့သူမဟာအမေဖြစ်သူနဲ့အတူလမ်းလျှောက်နေတော့လမ်းပေါ်ကအမျိုးသမီးတစ်ယောက်ရဲ့ခေါင်းပေါ်မှာထူးဆန်းတဲ့ကဏ္ဍတွေကိုမြင်လိုက်ရပါတယ်အဲ့ဒီကဏ္ဍတွေရဲ့အတိတ်ပဲကအဲ့ဒီအမျိုးသမီးဟာနောက်တစ်မိနစ်အတွင်းတည်ဆုံးတော့မယ်ဆိုတာပါပဲကောင်မလေးကအဲ့ဒီအမျိုးသမီးမှာယောဂတစ်ခုခုရှိနေလားလို့တွားမေးပေမဲ့အမေဖြစ်သူကအာနာပြီးသမီးကိုတားကလမ်းခွဲခဲ့ပါတယ်ဒါပေမဲ့သူတို့လမ်းခွဲပြီးစက္ကန့်ပိုင်းတွင်းမှာပဲအပေါ်ကနေပန်းအိုးကြီးကြီးတစ်ခုပြုတ်ကျလာပြီးအဲ့ဒီအမျိုးသမီးခေါင်းပေါ်ကိုတက်တက်မှန်ကနေရာတင်ပွဲချင်းပြီးတည်ဆုံးသွားခဲ့ပါတယ်လေရင်ပေါ်ကကတ်ဆိုးကြီးနဲ့ဆီယုတ်လေရင်ပေါ်ကကြောက်စရာမြင်ကွင်းနောက်ပိုင်းမှာတော့ကောင်မလေးနဲ့သူမရဲ့အမေဟာလေရင်တစ်စီးပေါ်ရောက်ရှိနေခဲ့ပါတယ်အဲ့ဒီအချိန်မှာကောင်မလေးဟာလေရင်ပေါ်ကခီးတဲ့တွေနဲ့လေရင်ဝန်ထမ်းတွေအားလုံးရဲ့ခေါင်းပေါ်မှာစောစောကမြင်ခဲ့ရတဲ့တင်မင်းတစိတ်ကနန်းနီနီတွေကိုအကုန်လုံးမှာပြိုင်တူမြင်လိုက်ရပါတော့တယ်အတိတ်ပဲကတော့ဒီလေရင်ပေါ်ကလူတွေအားလုံးမကြခင်တည်ဆုံးတော့မှာပဲဖြစ်ပါတယ်တတိပေးချက်ကိုမယုံကြခြင်းအမေဖြစ်သူကဒါကိုသိလိုက်ရတဲ့အခါလေရင်ပေါ်ကလူတွေကိုချက်ချင်းဆင်းကြဖို့အော်ဟစ်တတိပေးပေမဲ့ဘသူကမှမယုံကြတဲ့အပြင်လေရင်မှုကပါပြဿနာရှာတယ်ဆိုပြီးသူတို့ကိုလေရင်ပေါ်ကနေမောင်းချဖို့လုပ်ပါတယ်ဆေးရဲ့ဆုံးဖြတ်ချက်ဒါပေမဲ့အနားမှာထိုင်နေတဲ့ကုမ္ပဏီဥက္ကဋ္ဌဆေးကတော့တခုခုကိုရိပ်မိသွားပြီးသူပါလေရင်ပေါ်ကနေအတူတူလိုက်ဆင်းမယ်လို့ပြောလိုက်ပါတယ်